ငါတော့အသက်ကြီးလာရီးစား2ယောက်3ယောက်ထားပလာအောင်မယ်ဗောကွေးရဒါပေမဲ့တော့ကန်ဆိုးပါတယ်ခုချိန်ထိလူယိုကြီးနဲ့ဗောလေရီးစားလေးတော့တယောက်ရှိပါတယ်တခါကမကွေးချေရများ episode 3ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့မိုးရင်းကာလကျွန်တော်တို့10ကျော်သက်အရွယ်အညာရဲ့မိုးရင်းနေ့ရက်တွေကိုပြန်ပြီးတော့လွမ်းကြရအောင်ပါကွေးရကျွန်တော်တို့မိုးရင်းကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့မှတ်ဉာဏ်ထဲမှာတိတိတတ်တာမှတ်မိနေရတော့အလေတန်းကြောင်းသားဘွားလို့ပြောအောင်ပဲကွေးရလေတန်းကြောင်းသားဘွားမှာဆိုရင်ကျွန်တော်တို့ဘောလုံးတွေကန်ကြရတယ်တို့မိုးရွာရီဆိုပေါ့နော်။အဲ့ကြကွေးကကျွန်တော်တို့က2000ပတ်ချလဲမှာအလဲတန်းတက်ခဲ့ကြတယ်နော်။2000မပြည့်ခင်2000ပတ်ချလဲ။အဲ့ဆိုအဲ့ရွယ်တုန်းကတော့စနေမိုးဆိုပြီးတော့လည်းရှိတယ်ကွေးက။မိုးတွေပါဆိုတိတ်ပြောတာ။ကြောင်းမတက်တော့ဘူးလို့သိရမလား။ကျွန်တော်ကတခြားရွာကိုတွားတက်တာဟုတ်ကွေးက။ကျွန်တော်တို့ရွာကနေကျွန်တော်တို့ဆိုလမ်းလျှောက်သွားရတယ်တရွာကျော်ပေါ့နော်။ကလေးဘွားဆိုတနာကြီးခွဲလောက်လမ်းလျှောက်ရတယ်ပေါ့နော်။တနာကြီးခွဲကျော်လောက်တကယ်တမ်းလူကြီးအရွယ်ဆိုတော့နိုင်ဝက်လောက်ပါပဲလမ်းလျှောက်ကြတော့နိုင်ဝက်ကျော်ဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့လိုမိုးရွာလို့လမ်းမှာရိုးရည်တွေစီးတယ်လို့ဘာလို့ဆိုရင်ကြောင်မသွားရတော့တအားပြောတာဟောနော်ကြောင်သားဘွားမှာကြောင်မသွားရတာတအားပြောစရာကောင်းတာဟောနော်အဲနောက်ပြီးကြရင်ကွီတို့တော့ဝစ်ဖူလာမတည်ဘူးကျွန်တော်တို့အဲ့ခေတ်ကမိုးကအင်ကြီးကိုပေါ်လောမရှိဘူးနော်ကျွန်တော်တို့အညာမှာကျွန်တော်တို့ຢာတဲ့ကိုပတ်တဲ့ပလဲတက်မြေဩဇာဆိုတာရှိရကွီဖြူဖြူလေးလေနော်အပင်နှံကင်းနေပါတယ်မှာပတ်တာပေါ့အပင်အားကောင်းတာဟုတ်သူအဲ့ပလဲတက်မြေဩဇာတွေမှာပါတယ်အိတ်ကြီးလေးတွေရှိတယ်အဲ့အိတ်ကြီးလေးတွေကိုအင်အားလူတွေကဆက်ပြာနဲ့တေးချစိန်လျှော်ပြီးတော့ကက်ကြီးလေးနဲ့ညှက်ပြီးတော့သူတို့လက်ချုပ်လေးချုပ်ပေးတာအုတ်ထုံနဲ့ပါနဲ့ပဲကွေရသိမလားနည်းနည်းထူထူလေးပေါ့နော်အဲ့လိုအင်ကြီးလေးနဲ့ကျွန်တော်မိုးရင်းဆိုရင်အကြောင်းသွားရင်အဲ့ဒါလေးကိုအိတ်ကလေးတစ်လုံးနဲ့ထည့်သွားအဲ့ဒါကြီးဝေးရတာပေါ့နော်တချို့အိမ်တွေတော့ထီးပေးကြရပေါ့ကျွန်တော်တို့အိမ်တော့ထီးမပေးပျောက်လာမှကြောက်လို့ဆိုပြီးတော့အဲ့လိုအင်ကြီးလေးပေးကြရပေါ့နော်အဲ့မှာကွေရကျွန်တော်တို့မှတ်မိတာနောက်ထပ်ထပ်ပြီးတော့ပို့ပြီးပျော်စရာကောင်းတာဘာလဲဆိုကြောင်စင်းချိန်မှာမိုးရွာရင်တိတ်ပျော်စရာကောင်းတာလွယ်အိတ်တွေကိုကျွန်တော်ကြောင်သွားတက်တဲ့ရွာတငယ်ချင်းတွေစီမှာပေးထားခဲ့ကြတာဟာလွယ်အိတ်ထားခဲ့ပြီးတော့ထမင်းကြိုင်တစ်လုံးနဲ့ပြန်ရတာကွေရကလေးတွေဆိုဘယ်တော့ဆော်ရမှန်းနေဟုတ်ကွေနဲ့စတိကြိုက်နေပါလေဆိုရေထဲကိုဖုံဖန်းဆိုပြစ်လန့်ပြတာပြစ်ပြီးတော့မှအဲ့ဒါပြန်လိုက်ကောက်နော်ရေထဲမှာဆော့ကြကျွန်တော်တို့ရွာနဲ့အဲ့လိုဆီယာမတယောက်ပါနော်ဆီယာမကတော့ဟဲ့နင်တို့တိတ်မဆော့ကြနဲ့ဆိုလဲပြောမောပေါ်သိရမှာလားရေထဲမှာတဖုံဖုံပြေးလိုက်အဲ့လိုစော့ကြပါနော်ပြောရရင်တော့ဗျာမိုးကအန်ရရှိလောက်အောင်မရွာတဲ့အချိန်တွေအဲ့လိုအိမ်ပြန်လို့ရရပါနော်ကြောင်သွားရင်လည်းသွားလို့ရမဟုတ်ရင်တော့လမ်းမှာရိုးရည်တွေရှိမယ်ချောင်းတွေကြတယ်ဆိုတော့မသွားခိုင်းဘူးပေါ့နော်ခုပဲရွာလဲအဲ့လိုရက်တွေကြောင်သွားရင်မလာရင်နားလဲပြီးတယ်ပေါ့အဲ့လိုမျိုးနေခဲ့ကြတာအဲ့လိုဒီကျောင်းကနေပြီးတော့ကြတော့အပြန်မှာအဲ့လိုမျိုးမိုးတွေတိမ်မဲကြီးရွာပြီးတော့ကြတော့အိမ်ကိုမပြန်ရွာမပြန်ရတဲ့ကာလတွေရောရှိခဲ့ဘူးလားအဲ့လိုတော့ကျွန်တော်မကြုံခဲ့ဘူးဗျအဲ့လိုမနက်ပိုင်းကြောင်းမသွားတာပဲကြုံခဲ့ဘူးလေအဲ့လိုညနေကိုမိုးရွာလို့မလို့တဲကြီးမဲကြီးရွာလို့မပြန်ချားနဲ့ဆိုပြီးတော့ကျွန်တော်တို့မနေခဲ့လျာဘူးပေါ့နော်ဘာလို့ကြောင်းလဲဆိုကြောင်းသားပမာဏနဲ့ဟိုမှာလက်ခံမဲ့မိသားစုတွေနဲ့ဆိုအစင်နည်းနည်းခက်ခဲရှိတာပေါ့နော်စာရေးတောက်ရေးကလေးအရွယ်တွေဆိုတယ်နော်နောက်ကအဝိုင်းတော့ကြုံဘူးကွေအဲ့လိုညနေဘက်မိုးများလို့ရှိရင်ရွာနေပြီးတော့မှမိဘတွေကနေပေါ့နော်တို့ဘလူတွေသွားလိုက်ကြမယ်ဟေးဆိုပြီးအဲ့လိုတန်တန်မြန်မြန်မိဘတချို့ကနင်တို့မလိုက်နဲ့ငါတို့သွားလိုက်မယ်ငါတို့စောင့်ခေါ်ခဲ့မယ်ဆိုအဲ့လိုတာသမီတို့လာကြိုတာရတော့ရှိခဲ့ဘူးကွေအဲ့လိုမိုးတွေများတယ်ရိုးရည်တွေရှိတယ်ကလေးတွေကိုလာပြီးတော့သူတို့လူကြီးတွေကနေစောင့်ခေါ်တော့တာပေါ့အဲ့လိုတော့ကြုံဘူးလေကွေဟုတ်အဲ့တော့လေမိုးတွင်းမှာပေါ့နော်လွမ်းစရာတွေထဲမှာစားစရာလေးတွေပေါ့နော်စားစရာတွေဆိုတာလေတကယ်ကြတော့ကျွန်တော်တို့အခုလိုအဝေးရောက်လာတဲ့အခါမှာပို့တောင်လွမ်းမိသေးတယ်အဲ့ဒီအနံ့လေးတွေအစားပေါ့လေဆိုတော့မိုးတွင်းအမှတ်တရအစားအသောက်ကလေးတွေအကြောင်းဆက်ရအောင်ကွေမိုးတွင်းအကြောင်းပြောရင်တော့ကျွန်တော်ကတော့ဖားတိတ်ကြိုက်တာဖားနဲ့မကြီးရွက်ကလေးနဲ့ချက်တာပေါ့နော်နောက်ပြီးရင်ကျွန်တော်အိမ်ကအဖွာသူကဒါစိတ်ရှည်ဖားတွေကိုရွာထဲမှာဖားကောက်တဲ့လူရှိတာပေါ့နော်ဖားကောက်စားတာခေါ်တာပေါ့နော်သူတို့မနှက်ကြရင်ရောင်းတယ်ညမှာကောက်ကြရပေါ့တို့ဒီပတီယိုဓမီနဲ့ခေါင်းမှာကျိုးနဲ့ဆော့ပြီးအခက်ကတော့နော်ကိုကထွင်ထားကြတာခုခေတ်လိုတော့မဟုတ်အဲ့လိုပတီယိုချိတ်ပြီးတော့အဲ့လိုဖားကောက်ကြအဲ့ဖားတွေရောင်းမကုန်ဘူးကျွန်တော်အဖွားစီအကုန်လာရောင်းတာကျွန်တော်အဖွားက
ဝယ်မယ်ဝယ်မြဒါပေမဲ့ငါအလေးကတမာစီအလေးငါအလေးနဲ့ငါဝယ်မယ်အဲ့လိုဝယ်တာကွေဝယ်ပြီးသူကချက်ကျွေးတယ်6လှမ်းထားတယ်ဖားတွေကိုပေါ့နော်ပြီးရင်ကျွန်တော်တို့ချက်ခိုးစင်ပေါ်မှာတိမ့်တာဖားချောက်တွေကိုဝချောင်းလေးနဲ့ထိုးပြီးတစိုးခေါ်တစိုးလေးနဲ့အကုန်ထိုးกินပြီးတိမ့်တာအဲ့လိုမျိုးပြီးရင်ကွီးလဲစားမှုမတင်တယ်ပဒတ်လေပဒတ်တို့ဖွတ်တို့ပဒတ်ကြော်ကတော့မိုးလေးဆဆဆိုပဒတ်ကထွက်လိုက်ကြရယ်နော်ကျက်သွနီလေးနဲ့မြန်ကြော်ထားရင်ကွီးလုံးဝဟင်းကောင်းပဲသိရမလားကျန်တဲ့ဟင်းမလို့ပဲဗရက်ကြော်လေးနဲ့ပြန်စားဒီဖုတ်ကိုကြဇောတိကလည်းခေါ်ကြရတယ်နော်ဒီကကြတော့ဒီကောင်ကြတော့ဟိုကစီလီပေါအောင်ချက်တာလေနော်စီလီပေါင်နေမှာစားကောင်းတာလေအဲ့ကောင်ကြကျွန်တော်ရဲ့အုံတော်တွေမှတ်မှတ်ရအဲ့တုံမျိုးပဲပေါ့ကွာတခြားတော့အဟွာလေးပေါ့နော်အသီးအနှံတော့ပူပေါ်လာပေါ့ကွာမိုးရဲရောက်ရတဲ့ကျွန်တော်တို့ခြံစည်းရိုးမှာဆိုရင်ဟင်းကျုပ်တစ်ခွက်ဆိုတာတအားလွယ်လေနော်ခြံစည်းဟိုဟာဟဲ့အင်းကျုပ်ချက်ဖို့ရေစုလေးတည်ထားလိုက်ဆိုငပီးလေးနဲ့ကြက်သွန်ကြီးနဲ့ပြစ်တယ်ရေစုတည်ထားရတာပြီးရင်ရွာပြင်ထွက်တယ်ပြခြံစည်းရိုးမှာအောင်မဲညူရွက်ဝက်ဖယုံညွတ်ပြီးရင်ကင်းမုံညွတ်စူပုတ်အသေးလေးတွေအဲ့လိုပတ်ခူလာအပြန်ပြက်ခတ်ထဲလိုက်ရင်ဟင်းကျုပ်တစ်ခွက်ဖြတ်သွားပြီကွာမိုးထဲမှာဆိုတန်တလွန်ရွက်ကလေးလည်းပါသေးတယ်နော်ဟုတ်ကဲ့ဆိုတော့လေခုနကပြောတဲ့ပဒတ်နဲ့ဖွတ်ပေါ့လေအဲ့ဒီအရသာလေးတွေကိုနည်းနည်းတော့ခွဲချမ်းပြီးတော့ပြပါလားဥပမာဆိုပဒတ်ကဘလို့အရသာလေးဘလို့လေးစားရတယ်ပေါ့နော်ခုနလိုဖွတ်ဆိုလို့ရှိရင်လည်းစီးပေါအောင်ချက်ကြတာအဲ့ဒါဘလို့လဲပေါ့နော်နည်းနည်းတော့အဲ့ဒါလေးဟုတ်ကူရ तू ကပဒတ်ကကြတော့ तू ကအကောင်လေးကငယ်တယ်လေငယ်ပြီးတော့အသားကလည်းနှုတ်တယ်ကူရပို့ပြီးချူတယ်လို့ပြောရမှာပေါ့နော်သူကြတော့ဗရက်ကကြဂေါကွက်ဆိုနှုတ်ကလေးနည်းနည်းဆင်းနေပြီးတော့ကြက်သွန်နီတစ်မျိုးလေးနဲ့ကြော်လိုက်ရင်ကိုချိုးနေတော့ဟိုကောင်ဖွတ်ကြတော့အကောင်လေးနဲ့ပိုကြီးသွားပြီအယိုးပါလာပြီပေါ့နော်အဲ့တော့မှ तू ကကြတော့အဲ့လိုကြုံရင်ကြ तू ကတည်းကမာတင်းနေရတာဖုတ်ကကြတော့အဲ့ဒါဆိုသူ့ကိုကြတော့အဲ့လိုအစီလေးပေါက်တော့လေချက်လိုက်လို့ရှိရင် तू ကစားတာကူရအကြီးလေးကစားနဲ့စားလိုက်ရတာရှယ်ကောင်းသွားကူရသိလားအဲ့အစီးမပေါရင်ကြတော့စားတာသူကနည်းနည်းတစ်ခုခုလိုဖြစ်တာပေါ့နော်သူ့ရဲ့ပုံစံကျွန်တော်တို့ဟိုအဟွာလိုဖြစ်သွားပါကူရတို့ဝယ်ယိုးလေးပါချက်တယ်လို့မျိုးပဲပေါ့နော်အဲ့ဆိုသူကအဲ့ဖွတ်လေးချက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ကောင်လေးကိုအစီးလေးပေါက်နေဆိုရင်စားရကွာထုတ်ပြီးရင်အနှစ်ကလေးကလည်းစီစီလေးဖြစ်သွားတယ်နော်အစီးပေါက်လာတယ်ဆိုအဲ့လိုလေးဗရက်ကြတော့အဲ့လိုမျိုးချက်မစားဘူးနော်ကြက်သွန်နီလေးနဲ့ပဲကြော်စားတယ်ချိုးနေရကူရကြက်သွန်နီကလည်းချိုးပြအောင်နော်ဗရက်ကလည်းနုချိုလေးဆိုတော့အဲ့လိုကွာတာကူရဖွတ်နဲ့ဗရက်ရဲ့ကြားထဲမှာတော့ကျွန်တော်ကပြန်ပြီးတော့ထပ်ပြီးတော့မေးတာကလေအဲ့အစည်းပေါက်တယ်ဆိုကျွန်တော်တို့ကနားလေတယ်လေသိတယ်မဟုတ်လားအဲ့ချက်နီးလေးနည်းနည်းလောက်ပြသိတယ်မဟုတ်လားအဲ့ဒါလေးထပ်ဖြောပြပေးရောဟုတ်ကွေဟိုဟာချက်နီးကဒီလိုပေါ့ကွေရသိရမလား तू ကအစည်းပေါက်အောင်ချက်မယ်ဆိုရင် तू ကမီပြင်းကြီးမလို့ကွေရကျွန်တော်တို့ဒီအညာလူတွေအများဆိုစီတက်တွေပါမချက်ဘူးကွေရအသားတွေအကုန်ပြစ်ထဲလိုက်တယ်ဂျင်းကျက်သွန်မူလေးထဲလိုက်တယ်ကျက်သွန်လေးတစ်လုံးလောက်ထဲလိုက်တယ်ခန်းကြီးလေးကမပါမဖြစ်ပေါ့နော်အမှဟင်းကိုပြင်လိုက်တယ်ပေါ့နော်အသားချက်လည်းငပီးလေးနည်းနည်းတော့ထည့်ကြငပီးလေးလက်တစ်လောက်နဲ့နှဲတဲ့ပြီးတော့စီလေးကတော့ပါကျင်ပြုတ်နေပေါ့နော်သူ့အဲ့လိုလုံးပြီးမှရေလေးနည်းနည်းနဲ့မီလီအေးနဲ့ချက်တာကွေရအဲ့လိုမီလီအေးနဲ့ချက်ပါသူကမီအများကြီးနဲ့လှုပ်လိုက်လေထင်းကုန်တာပဲဖတ်တင်တယ်ရေတွေအများကြီးလည်းမလို့ဒီကတကယ်အဲ့လိုရေလေးကလည်းအသားတုံးလေးမြုပ်အောင်လေးနဲ့အဲ့လိုမီလီအေးနဲ့ပေါ့ဖြည်းဖြည်းနဲ့သူကတိတာကွေရအနှစ်အရီလေးတွေကစီးတာအစီးပေါက်တယ်ခေါ်တာအဲ့ကောင်ကြောင့်လည်းအစီးပေါက်တယ်ခေါ်ကြနေမှာပေါ့နော်အဲ့ဒါပေါ့အဲ့ဆိုအဲ့တိုင်သူကအဲ့အစီဟိုပါပေါ့အနှစ်ကလေးကိုထမင်းလေးပေါ်လောင်းပြီးတော့ငယ်ဒီကြောင်းလေးနဲ့နှဲရဲပြီးတော့ဖက်ကလေးကိုက်ပြီးတော့တီးလိုက်ရင်ကွေးရပြီးသွားရသေးလားဟင်းကပြည့်စုံသွားပြီဘာမှကိုမလိုပဲဟိုခြံစည်းရိုးဟင်းညို့ပေါ့နော်ခြံစည်းရိုးဟင်းညို့ကျွန်တော်တော်တော်ကြိုက်တယ်နော်မိုးအခုလိုမျိုးညနေဆောင်ပေါ့လေမိုးလေးအုံလာပြီဆိုလို့ရှိရင်အမေလည်းအမြဲတမ်းချက်ကြွေးတယ်အဲ့လိုဟိုအိမ်ခြံစည်းရိုးမှာရှိတဲ့ခုနကလိုတန်တလွန်ဘင်းတို့နော်ကင်မုံဘင်းတို့ဒါလေးတွေဒီလိုလေးတွေနဲ့အဲ့လိုရောသမမှွေပြီးတော့ကြတော့ချက်တာပေါ့အရန်လေးမြန်တယ်ငရုတ်သီးတောင်းလေးနဲ့ဆိုတာရှယ်ပေါ့လေအရန်စားကောင်းတာဆိုတော့ဟိုကျွန်တော်တို့အညာမှာကမိုးတွင်းရောက်လို့ရှိရင်တော်တော်လေးဥဆိုတဲ့အချိန်ဖြစ်တာပေါ့လေဒါပေမဲ့လည်းအဲ့တပြိုင်နက်ထဲမှာပဲဒီဥပမာရခိုင်တို့တခြားကမ်းရိုးတန်းဒေသတွေမှာမုန်တိုင်းဝင်ကြတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဒေသတွေမှာမုန်တိုင်းဝင်မှလည်းအညာမှာကအဲ့လိုမျိုးမိုးလေးရေလေးရတာပေါ့နော်အဲ့လိုမျိုးဆူဆူပြေလေးဖြစ်လာတာပေါ့လေအဲ့ဒီသဘောတဘာဝကလည်းဒါပထဝီအနေထားရရှိကြတာဆိုတော့
အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့တွေကတစ်ဖက်မှာကြာလို့ရှိရင်တော့ဒီမုံတိုင်းတန်ကိုခံရတာတော့နည်းတယ်ဒါပေမဲ့လွင်တီးကောင်မြင်ဖြစ်တဲ့အတွက်လေတိုက်လို့ရှိရင်မိုးဥစမှာတော့လေတိုက်လို့ရှိရင်အဲ့လိုအိမ်နေပါတွေအမိုးလန်တာတွေပါတွေအမြဲတမ်းကြုံရတယ်ပေါ့လေဆိုတော့မမရဆိုလို့ရှိရင်ကျွန်တော်တို့မြို့မှာ4-5-6 ခါလောက်အဲ့လိုမျိုးဖြစ်တယ်ကျွန်တော်ဒီဆယ်ကျော်သက်အရွယ်ပေါ့လေကြုံခဲ့ရတာရှိတယ်တစ်ဖက်မှာကျတော့လဲဘာတွေထပ်ပြီးတော့မဖြစ်လဲဆိုကြအဲ့အနောက်တောင်ကနေပြီးတော့မိုးတွေမှိုင်းလာတယ်အနောက်တောင်ဆိုတော့ကျွန်တော်ကအနောက်ဘက်မှာကဒီအနောက်ရိုးမကြီးလေနော်အဲ့ဟိုဘက်မှာရခိုင်ရိုးမလို့လည်းခေါ်တယ်အနောက်ရိုးမကြီးလေအနောက်ရိုးမကြီးမှာမိုးတွေမှိုင်းလာပြီဆိုလို့ရှိရင်မိုးကမပြတ်တော့ဘူးအဲ့ဒီမှာတောင်ကြချောင်းတွေကလည်းအဲ့လိုစီးတာမှတော်တော်ကြီးကိုပဲရေဦးထိုးပြီးစီးကြတာပေါ့လေဆိုတော့ဒီလိုမျိုးအညာရဲ့ဒီမိုးဦးကြလေဦးကြကာလတွေကိုဖြတ်တန်းခဲ့ကြရတာပေါ့လေအဲတုန်းကဆိုလို့ရှိရင်အခုလိုမျိုးဒီပါခေါ်လဲရေကြော်တွေပေါ့နော်ရေကြော်တွေမရှိသေးဘူးအဲ့ကာလတွေအဲဆိုသဲတွေနဲ့ပဲသဲချောင်းပေါ့လေသဲချောင်းဆိုတော့ကြတော့ကားတွေဆိုင်ကယ်တွေအ ਨੇ စုပဲကားတွေဆိုင်ကယ်ဆိုတာလဲအ ਨੇ စုပဲရှိကြတာဟုတ်အဲ့တော့အဲ့ဒီအားတွေဖြတ်တန်းဖို့အတွက်ဆိုလို့ရှိရင်လဲတော်တော်အန်ရကြီးတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ကြုံရတာပေါ့လေဆိုတော့ဒီမိုးဥကြကာလကကျွန်တော်တို့အညာအတွက်တော့ဘယ်လိုခေါ်မလဲဆိုတော့စုပ်ကောလက်ကောပေးတဲ့ကာလလို့ပြောလို့ရတာပေါ့လေအဲ့တော့နောက်တချင်းလေးတွေအကြောင်းနည်းနည်းတော့ဆက်ပြီးတော့ကြတော့ပြောကြည့်မလားအဲ့လိုမျိုးဒီအညာနဲ့ကျွန်တော်တို့မိုးဥကြကာလနဲ့ဒီတချင်းတွေနဲ့အကြောင်းကိုကြီးနည်းနည်းတော့မှတ်မိတာလေးတွေပြန်ပြီးတော့ပြောကြည့်မလားဗောနော်ဟုတ်ကဲ့ကိုပြောလိုက်မှာဗောနော်မိုးကြနေဆိုတော့ကျွန်တော်မှတ်ညံနေမှာခုချိန်ကြီးကြံနေတာဗောနော်ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကမူလာထန်းနဲ့အလဲတန်းရဲ့မှတ်ညံလေးတန်းနဲ့ရောတတ်တာဗောနော်ဖြစ်နိုင်ကြမူလာထန်းလည်းဖြစ်နိုင်ရဗောနော်အဲ့လိုမိုးလေးကြပြီဆိုရင်ကျွန်တော်တို့ရဲ့အိမ်တောင်ဘက်ကလူပြိုကြီးတယောက်ရှိရပဲသူ့ရဲ့မောင်နှမတွေဝဲပေးထားအောင်နော်ကက်ဆက်ကြီးရှိကျွန်တော်တို့အဲ့ခက်ကက်ဆက်ကြီးနေဆိုကျွန်တော်အဲ့ညားတွေမိုးလေးတွေကဖွက်တဲ့ကြာနေပြီအဲ့လိုကွီပြောလိုက်လို့ပေါ့နော်ဒီမုံတိုင်းဝင်တဲ့ချိန်ဆိုကျွန်တော်တို့စီမှာအညာမှာမိုးဆွေပြီပေါ့နော်တစ်ပတ်လုံးဆွေရပိုင်းအဲ့မိုးလေးဖြောက်တဲ့ကြာပြီသူကဘာဖွင့်တတ်လဲဆိုသူကတိမ့်တန်ရဲ့စုံမှုမြစ်တာစုံမှုမြစ်တာတွေကတချင်းနေစာသားတွေဆိုကျွန်တော်ကအလွတ်အောင်ရနေခဲ့တာဗျတဲ့တကယ်ကိုညာရွာဝင်တချင်းလိုပဲသူကနေဖွင့်လိုက်ပြီးကျွန်တော်တို့ကဗျအရှိကောင်းထိုက်တယ်ကျွန်တော်အဲ့တောင်ဘက်ကိုကောင်းထိုက်တာများတယ်တောင်တကားလေးလှက်လိုက်လေးလေးအေးတာဗောနော်အဲ့ဆိုမိုးရင်းဆိုတော့အော်တကားလေးပိတ်အေးတာဗောနော်အဲ့လိုလေးပိတ်ပြီးမှသူဖွင့်ထားတဲ့အဲ့စုံမွေးမြစ်တာလေးကိုနားထောင်ရင်နားနဲ့စုံမွေးမြစ်တာတစ်ချင်းထဲမှာသူကလဲစိုက်တာတွေလဲအောင်တာတွေအဆုံးပါတယ်နော်ကျွန်တော်တို့သူကတော့ ARD ပသိမ်ဒီ ARD တိုင်းရဲ့အကြောင်းသူကရိုက်ထားတော့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါလေးကိုနားထောင်ပြီးတော့ပဲကျွန်တော်တို့မှာရမ်းကူရစုံမွေးမြစ်တာတစ်ချင်းကိုခုချိန်ထိကျွန်တော်ဗောနော်တဏီယာလေးနားထောင်လိုက်တာ ਨੇ ကျွန်တော်ရဲ့မှတ်ညာတခါတည်းအဲ့ငယ်ဘောကိုရောက်သွားပြီးတော့အဲ့ကျွန်တော်တို့ငငယ်ကအိတ်ခဲ့တဲ့အိမ်ကြီးဘောကိုတန့်ပြန်ရောက်သွားတယ်လို့ပဲခံစားရတာကွေရပြီးတော့ကွေရရွာထဲမှာကက်ဆက်ဆိုတာကလက်ချိုးရည်လို့ရတယ်ကွေရကျွန်တော်ထင်တယ်3လုံး4လုံးအဲ့လောက်ပဲအဲ့ဆိုတော့သူနဲ့အိမ်နေချင်းဖြစ်ရတာကိုယ့်ရဲ့ကုသိုလ်ကံကောင်းမှုတစ်ခုလိုပဲကွေရတယ်လားငယ်ဘောကတော့အဲ့လိုတချင်းလေးတွေဆိုရင်သူ့စီရပဲနားထောင်ပြီးတော့အိတ်ခဲ့ဘူးတာပေါ့အမှတ်မိဆုံးတော့စုံမွေးပြတာကွေရနောက်ထပ်ရှိသေးရဲ့ကွီးတီလာမသိဖုံးမြင့်နိုင်တော့ဘာလို့လေဖုံးမြင့်နိုင်ဆိုကျွန်တော်တို့တိတ်ကြိုက်တာဖုံးမြင့်နိုင်ကကျွန်တော်တို့ဟိုဟာလေးကွီးကပစ္စည်းမဲ့ချက်ကြီးတို့ဟိုဟာနောက်ဖုံးမြင့်နိုင်ရဲ့နာမည်ကြီးတရှင်းရှိသေးရဲ့ကွီးကအုတ်ရှိတဲ့နှံတဲ့ခက်ကျွန်တော်အဲ့ကမသိဘူးကွီးကအုတ်ရှိတဲ့နှံတဲ့ဆိုတာဘာလဲပေါ့အဖွားအောင်မရအဖွားအုတ်ရှိတဲ့နှံတဲ့ဆိုတာဘာလဲဟောငါမြည်ရဲ့နှမ်းဆိုရင်အရေးတွက်များတယ်အုတ်ရှိကအရေးတွက်နဲတယ်နောက်တစ်ချိန်ကျရင်မိန်းကလေးတွေပေါ်လာယောက်ျားလေးတွေနဲလာမယ်လို့သူကတရှင်းထဲမှာဖွဲ့ဆိုထားတာဟာဟုတ်လားဗောအခက်ကတိုင်းငါတော့အသက်ကြီးလာရီးသား2ယောက်3ယောက်ထားပလာအောင်မယ်ဗောကွီးဟာဒါပေမဲ့တော့ကန်ဆိုးပါတယ်ခုချိန်ထိလူပြိုကြီးနဲ့ဗောလေရီးသားလေးတော့တယောက်ရှိပါတယ်မဝိဒေတာတဲ့လူပြိုကြီးရဲ့ရင်တွင်ဖြစ်တွေနားထောင်ခဲ့ရတာဗောနော်အုံးရှိတဲ့နှံတဲ့ခက်မှာလူပြိုကြီးဖြစ်လာတယ်ဆိုတာကလည်းဒါနေတဲ့ပါရမီတော့မဟုတ်ဘူးလို့ပြောရမယ့်ဟာမျိုးဗောဟုတ်အဲ့တော့ဒါကမိုးရာသီလေးနဲ့ဆက်ဆက်ပြီးကျွန်တော်တို့စဉ်းစားမိတာလေးတွေဆိုအတိတ်ကအကြောင်းအရာလေးတွေပေါ့ဗျာအဲ့တော့ကျွန်တော်မတ်ရပေါ့နော်ကျွန်တော်တို့ပထမနှစ်မှာ
ဒေါင်းနေတရားကြီးကမဆောက်ရသေးဘူးဗျနော်အဲ့တော့ဒေါင်းနေတရားကြီးကမဆောက်ရသေးဘူးကျွန်တော်တို့ကတက္ကသိုလ်ကျောင်းသားဘဝအဲ့တော့တငယ်ချင်းတွေပေါ့အဲ့တော့တကယ်ဖြူဖြူစင်စင်တငယ်ချင်းတွေဆိုတာရှိခဲ့ဘူးတယ်အဲ့တော့အဲ့တငယ်ချင်းတွေကျွန်တော်တို့အဲ့လိုညနေပိုင်းအဲ့လိုရေနံချောင်းကိုသွားကြမယ်ဆိုပြီးတော့ကြတော့သွားကြတာဘာလို့သွားကြလဲဆိုတော့ကြတော့မကွေးမှာကကျွန်တော်အဆောင်နေကြတာ哦7 နာရီဆိုအဆောင်ကပိတ်ပြီအဲ့တော့ကျွန်တော်ကအဆောင်ပိတ်သွားတဲ့အချိန်မှာအဲ့လိုတဲခုခံနေပါလေကျွန်တော်တို့သွားမအိပ်ဘူးဘာလို့ဆိုတော့အဲ့မဲ့ဟိုကောင်မလေးတွေပါလာကောင်မလေးတွေဆိုတာတငယ်ချင်းကောင်မလေးတွေပါလာအဲ့တော့ကျွန်တော်ကလမ်းဖေးမှာပဲရောင်ဝါနဲ့ငါတို့ဘယ်လိုလုံးပါလဲပေါ့နင်တို့လည်းဒီတိုင်းထားခဲ့ပြီးငါတို့ယောက်ျားလေးတွေကအဆောင်ပြန်လို့ရတယ်ဒါပေမဲ့အဲ့ဒါလည်းအဆင်မပြေဘူးပေါ့လေအဲ့တော့ဘာလို့ကြလဲဆိုတော့ကျွန်တော်တငယ်ချင်းတွေအဲ့လိုရေနံချောင်းသွားကြမယ်ပေါ့ဆိုင်ကယ်ထဲမှာစီရှိတယ်ဆိုလို့ရှိရင်ရေနံချောင်းမောင်းမယ်ရေနံချောင်းကနေပြီးတော့ကြာရေနံချောင်းမှာခဏတစ်ဖြုတ်နေပြီးရင်ငါတို့ဒီဘက်ကိုမကွေးကိုပြန်လာမယ်အဲ့ဒါဆိုမိုးလင်းသွားလိမ့်မယ်ပေါ့ဒါမျိုးတွေးတာလူငယ်အတွေ့အဲ့တော့ကျွန်တော်ကအဲ့မဲ့ရေနံချောင်းသွားကြအောင်ပေါ့ဗျာသွားကြတော့ဆိုင်ကယ်9စီးလောက်နဲ့10ယောက်လောက်ရှိရယောက်ျားလေးတွေကိုမိန်းကလေးတွေရောအဲ့သွားကြရင်လည်းလမ်းမှာဘာဖြစ်လဲဆိုတော့ကြတော့ဒီဒေါင်းနေချောင်းอ่ะရေကြီးနေရေကြောနေကျွန်တော်တို့ဖြတ်မရအောင်အဲ့ဒါကအဲ့ဒါနဲ့အဲ့ဒေါင်းနေချောင်းကဘာမှာအဲ့မဲ့ထမင်းဆိုင်လေးတွေရှိရလေဟိုကာရက်တဲ့နေရာထမင်းဆိုင်လေးတွေအဲ့ထမင်းဆိုင်လေးတွေမှာထိုင်ပြီး coffee mix မှာတောက်ကြပေါ့နော်အဲ့တော့ဟိုအရက်တွေပါလေအဲ့တော့ကြည်တိတိတ်မတောက်တက်မစားတတ်သေးဘူးပေါ့လေတောက်တာတောက်နေပြီဒါပေမဲ့ဟိုအမြဲတမ်းအဲ့လိုမျိုးတောက်နေတဲ့အချိန်နေမျိုးတော့မဟုတ်ခဲ့သေးဘူးပေါ့15နှစ်16နှစ်ကာလဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျတော့ကျွန်တော်တို့အဲ့ချောင်းကဘာမှာပဲအဲ့မိုးလင်းခဲ့ရတာပေါ့လေဆိုတော့ဒါလေးတွေကတကယ်ပြန်စဉ်းစားကြည့်ရင်အမှတ်တရဖြစ်ခဲ့တယ်တကယ်လို့ဒါအဲ့ဒီတုန်းကဒီတရားဟိတာရှိနေခဲ့ပြီဆိုရင်ကျွန်တော်တို့ရေနံချောင်းရောက်သွားမလားပေါ့နော်ရေနံချောင်းရောက်သွားရင်လည်းပြန်လာမှာပဲအဲ့လိုမျိုးတွေပေါ့နော်အမှတ်တရလေးကတော့တော်တော်လေးလွမ်းစရာကောင်းသေးတယ်ဒီကားလားကူရဒေါင်းသေးချောင်းကြောင်ပြောလိုက်တော့မှကျွန်တော်တို့ကဒေါင်းသေးချောင်းနဲ့ပတ်သက်မှတ်ညံ့နေအများကြီးကြံခဲ့ဘာကျွန်တော်တို့ကရေနံချောင်းဒေတာဘက်ကလူတွေပေါ့နော်အဲ့ဒါဟိုမှာကူရပို့ပြီးတော့ကျွန်တော်တို့တွေကအခုလိုမိုးရင်းစစ်စစ်ကြီးမှာကျွန်တော်ကဒေါင်းသေးချောင်းကိုသွားတာရှားတယ်ဒါပေမဲ့ဘယ်လိုအချိန်နဲ့ဆိုကူရကျွန်တော်တို့မြေပဲပေါ်လာတဲ့အချိန်ဒီမှာလည်းအညာမှာတစ်ခါတည်းမိုးရကြီးတတ်တာပေါ့နော်အဲ့မှာမိုးရကြီးပြီဆိုရင်ကူရဒီဒေါင်းသေးချောင်းကြီးကိုဖြတ်မရတော့ဘူးဆိုရင်ဒေါင်းသေးရွာသားတွေအတွက်ကတော့သူကဒီမိုးရင်းကသူကဝင်ငွေပဲကူရသူတို့မှာထွန်ဆက်တွေရှိရလူတွေရှိရလှဲတွေရှိရကူရရေကြနေတဲ့အချိန်မှာအဲ့လိုအရေးကြီးလို့ပါဆိုပြီးအဲ့လှဲနဲ့ကူရလူတွေရှိတယ်ဒါပေမဲ့အဲ့လှဲနဲ့ကူရင်သားနဲ့ပဲဒီချောင်းကြောင်ပေါ့နော်အန်ဒီရရှိသွားခဲ့တာတွေလည်းရှိခဲ့ဘူးလေကူရနောက်ကျွန်တော်တို့အဲ့လိုတချို့ကားတွေလည်းရှိခဲ့ဘူးနော်ကျွန်တော်ဒီဒေါင်းလေးချောင်းကြီးမှာပြီးခင်ဒီဘယ်လိုတွေဖြစ်လဲဆိုတော့တစ်ခါတည်းရန်ဆိုကူရကျွန်တော်ကမှတ်မိနေတယ်ရေတော့မကြဘူးဒါပေမဲ့ဒီဒေါင်းလေးချောင်းရဲ့တဲကသူကနှုတယ်လို့ပြောကြတယ်ဗျနှုတော့ကျွန်တော်တို့အဲ့ပဲကားကြီးနဲ့သွားယူနော်ပဲကားကြီးနဲ့သွားယူစေမောင်းလို့ရပါတယ်ဆိုဒေါင်းလေးသားကြီးကလမ်းပြလိုက်ရင်ကားစီကခက်တီနဲ့မောင်းတယ်တိုင်းကျွန်းပြီးဆရာကြီးကျွန်းရင်ကျွန်တော်တို့ကလမ်းလျှောက်ရတာကိုဒီဘက်ကန်းကလေးအစကဆင်းလမ်းလျှောက်ရအောင်နော်ကြည်နေရင်သူတို့ကဝေးဆိုတွန်းလာလားဟိုဟာဘိန်းပုံမျိုးအောင်နဲ့ရလားတော့တကားလေးစဉ်းစားရပေါ့နော်အဲ့ဆိုအော်လို့အခုကျတော့လေဒေါင်းနေရွာကြီးကတော်တော်ကို6ကတ်သွားရဲ့ကွီးဒေါင်းနေတရားကြီးဖြစ်သွားတယ်ဒေါင်းနေတရားကြီးကကျွန်တော်တို့ရွာရဲ့ခေါင်းရင်းကနေတောင်မြောက်ဖြတ်သွားရဲပေါ့နော်တစ်ချိန်ကတော့ကျွန်တော်တို့တွေကားတွေကဖြတ်မလာသေးဘူးကျွန်တော်တို့ဟိုဘက်ကန်းကိုသွားကွီးပြောလို့ပဲပေါ့နော်အဲ့လိုကော်ဖီလေးတောက်ရင်တောက်မယ်ဆိုင်လေးမှထိုင်းမယ်အဲ့လိုအာလူးကြော်လေးဝယ်စားတာမျိုးအဲ့လိုမျိုးပေါ့နော်ဒီဇရက်လေးတွေမှထိုင်းမယ်ဆိုင်လေးတွေမှထိုင်းမယ်ပြီးရင်အဲ့ချောင်းကြီးထဲမှာလေးကားတွေနစ်နေတာတွေဆိုတော့အတန်းလာကြီးကွီးကျွန်တော်တို့ကလေးပွားမြင်ခဲ့ဘူးလေဒါပြောရရင်တော့ခုခေတ်မှာတော့ရေစရာကြီးပြန်ဖြစ်သွားပြီပေါ့နော်သူဆက်သွယ်ရေးစနစ်တွေပြန်ကောင်းတော့လေဒီလိုဘွားမျိုးတော့ပြန်မရောက်ကြပါစေနဲ့လို့တွေးရတော့လေတခါလေကြတော့လေဒါပေါ့ဘာလဲဆိုတော့ဟိုနည်းနည်းလောက်ပေါ့နော်ဟိုတခြားဒီကျွန်တော်တို့ဒီ podcast ကိုနားထောင်ကြတဲ့အထက်မှာဒီမကွေးနဲ့မနီးဆက်တဲ့သူတွေလည်းပါကောင်းပါလိမ့်မယ်ပေါ့လေအဲ့တော့ဟိုဒေါင်းနေချောင်းရဲ့အကြောင်းပြောရင်ဒေါင်းနေချောင်းကတော်တော်ကျယ်တဲ့ချောင်းတဲချောင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ကြားဘူးတာဒေါင်းနေချောင်းကိုတရားထိုးလို့မရဘူးဘာလို့လဲဆိုခုနကကွီးပြောတယ်လို့ပဲတဲကနုတယ်ပေါ့နော်တဲကအရန်ကြော်နေဆိုတဲ့ဟာမျိုးဟိုပြောကြတာတွေလည်းကြားဘူးတယ်နောက်တော့တရားကြီးဖြစ်သွားတာပါပဲခစ်ကလည်းဟိုနီးပညာတွေကွာသွားတာပေါ့လေဆိုတော့ဒီချောင်းကမကွေးရေနံချောင်းမန္တလေးလမ်းပေါ့နော်ဆိုတော့မကွေးကနေမန္တလေးကိုသွားမယ်ဆိုလို့ရှိရင်ဒီလမ်းကမဖြစ်မနေသုံးရတဲ့လမ်း
အဲ့ဟာတယ်မဟုတ်ဘူးပြေတို့ဘာတို့ကလာတဲ့ကားတွေဆိုလို့ရှိရင်ဒီလန်းကပဲသွားရတာပြေကနေလာတယ်အောင်လန်ကနေလာတယ်မန္တလေးကိုသွားရတဲ့ကားတွေအကုန်လုံးကဒီချောင်းကြီးကိုဖြတ်ရတယ်အဲ့တော့အခုလို့မိုးတွင်းမှာချောင်းကြီးကြပြီဆိုလို့ရှိရင်တော့ကားတိုင်းကြီးကပြောမနေနဲ့တော့တန်းစီပြီးတော့အဲ့တော့ဒီချောင်းသားမှာရှိတဲ့ဒေါင်းနေရွာကလည်းအလုပ်ဖြစ်တာပေါ့လေအဲ့တော့ဟိုစာရောင်ကြခြာကြခုနကလိုထွန်ဆက်ကြီးတွေနဲ့ဆွဲကြယုံကြပေါ့ဒီကာလမှာအဲ့ဒါမျိုးအဲ့တော့ကျွန်တော်တို့အညာမှာစိတ်မကောင်းစရာအလေးထားတစ်ခုရှိတယ်အခုထက်ကြီးလည်းရှိတယ်အဲ့ဒါဘာလို့ဆိုအခုလို့မိုးဦးကြတယ်မိုးကြွလာပြီဆိုလို့ရှိရင်အဲ့တဲချောင်းနေရာမှာ5-6ယောက်လောက်ကစုပြီးတော့လမ်းပြင်ကြတယ်သူတို့မြင်လိုက်ရင်တော့ကျွန်တော်တို့ကဟာလမ်းပြင်ကြတယ်သူကပတ်စံပေးပါဗျို့အဲ့လိုမျိုးអော်တယ်အဲ့တော့ကားတွေလာရင်ဆိုင်ကယ်တွေလာရင်သူကပတ်စံချပေးခဲ့တယ်တကယ်ကြတော့လမ်းပြင်တာတော့မဟုတ်ဘူးအခုချိန်မှာကျွန်တော်တို့ပြန်ပြီးတော့နားလဲတာဒါပေမဲ့အဲ့ကလေးကလည်းကျွန်တော်တို့တချို့တော့နားလဲခဲ့ပါတယ်လမ်းပြင်တာမဟုတ်ဘူးသူတို့ကတဲတွေကိုမွှပစ်လိုက်တာအဲ့တော့ပြောရလို့ရှိရင်တော့ကားတွေဘာတွေနစ်သွားတာမျိုးဘာညာဆိုသူတို့ကဝိုင်းတွန်းတယ်ဆွဲတယ်တစ်ဖက်မှာကြတော့လေအဲ့ရနေပြီးတော့ကြာဝင်ငွေရတာပေါ့လေဆိုတော့ဟိုခစ်ကြီးကနိုင်ငံဟာမပြည့်စုံတဲ့အချိန်မှာခုနလိုမျိုးဇာရိတာတွေပြက်စီးတယ်လို့ပြောလို့ရတာပေါ့လေအဲ့ဒါမျိုးတွေအမှတ်တရရှိခဲ့တယ်အခုထက်ထိလည်းကျွန်တော်ဟိုတနေ့ကမိတ်ဆွေတယောက်နဲ့ပြောတော့ဒီပကံပုတ်ပါပေါ့နော်ပြတ်တာပန်းဆက်လန်းပေါ့လေအဲ့ဒီမှာလည်းအခုချိန်တည်းအဲ့လိုမျိုးတောင်းကြတာရှိတောင်းကြတာဆိုဟိုကတ္တရလမ်းပေါ်မှာလိုက်တောင်းကြတာခါတက်ခုနလိုသဲချောင်းနေမှာအဲ့လိုမျိုးလောက်ကြတာမျိုးတွေကအခုထက်ထိရှိသေးတယ်ဆိုတာမျိုးကျွန်တော်လည်းသိရတယ်ပေါ့လေဆိုတော့ဟိုမိုးရင်းကာလမှာသူတို့ကတော့အလုပ်ဖြစ်တယ်လို့ပြောလို့ရတဲ့အခြေအနေမျိုးကိုမြင်ရတာပေါ့ဟုတ်တယ်ကူကြီးအဲ့ဒါတွေကတော့ကျွန်တော်တို့ကလေးတော်ကလည်းမြင်ခဲ့ကြရပေါ့နော်ဝမ်းနေစရာတွေပေါ့ပြန်တွေးကြည့်တော့ကျွန်တော်တို့ကတခြားအခုလိုမျိုးထည့်ပြောရဲဆိုတော့ကျွန်တော်တို့ကဒါဟိုပြင်သင့်တယ်လို့ဆိုရဲအတွေးခေါ်ရင်တော့ထည့်ပြောပြကြတာပါเนาะဟိုသူတို့တွေလောက်ခဲ့ကြတာကိုကျွန်တော်တို့ကပြန်ပြီးတော့အပြစ်တင်တာမျိုးတော့မဟုတ်ဘူးပေါ့เนาะနိုင်ငံရဲ့အခြေအနေတွေကြောင့်ဖြစ်ခဲ့ကြတယ်ဒါတွေကိုကျွန်တော်တို့နောင်ထပ်မဖြစ်ဖို့အတွက်ကျွန်တော်တို့စိတ်ထဲကနေဒါပြင်ပါစေဆိုတဲ့စေနာလေးနဲ့ပြောလိုက်တာပေါ့လေเนาะအဲဒါတကယ်ကူရအဲ့ဒေါင်းနေချောင်းမှာဆိုရင်ကျွန်တော်တို့ကမကွေးကိုလာပြီဆိုဒေါင်းနေချောင်းအမြဲဖြတ်ရတာเนาะအဲကြတော့ကျွန်တော်တို့ကဒီထရွက်ကလေးနဲ့ကားထားရမယ်ထိုင်နေတယ်ကားကိုမြင်မှထပြီးသူကတဲလေးပတ်ချအောင်ဆောင်းတယ်ကားသမားကွန်ပေးရင်ပေးသွားမယ်ကားပေါ်ကလူတွေကလမ်းပြပေးနေလူပဲဆိုပတ်ဆက်ချရင်ချသွားမယ်ကားသမားကိုယ်တိုင်ကစပီယာကိုယ်တိုင်ပေးရင်ပြီးတော့အဲ့လိုမျိုးနေတဲ့လူတွေကအများကြီးပဲကွေးဒေါင်းနေချောင်းထဲမှာဆိုအနည်းဆုံး9ယောက်ရှိတယ်မိုးမှာမဟုတ်ကွေးຫນွေလည်းရှိတယ်သူတို့ကပတ်ပြတာတကယ်သူတို့ကျွန်တော်တို့နောက်မှာတချို့နည်းနည်းအတွေးခေါ်ကောင်းတဲ့လူကြီးကပြောပြပါဘောเนาะကျွန်တော်တို့ကတော့သူတို့ဒီလို့အမြဲတမ်းနေပြီးမှတော့လှုပ်ပြီးရှာတယ်ဆိုတော့ငါတူရဲ့တကယ်ပြင်းချင်းနေတိုင်းဘယ်လိုလုပ်နေကြလုံမာလဲပေါ့เนาะသူပြောလိုက်တဲ့အတွေးတစ်ခုကကျွန်တော်အဲ့ကလေးဘွားခဲ့တဲ့ရှိခဲ့ဘူးပါအဲ့တော့ကျွန်တော်ဆုံးမပြောလို့ပေါ့အဲ့လိုမျိုးအခြေအနေပြန်မြောက်ပါစေနဲ့လို့ပဲကျွန်တော်အမြဲဆုတောင်းပါဒါတော့မိုးရင်ကြောင်းပြောရင်သားနဲ့ပြောပြသွားလေးပေါ့ကွေရဲ့တော့ညာရဲ့လမ်းပန်းဆက်သွယ်ရေးတွေဒီမိုးတွင်းကာလမှာကြုံရတဲ့စားတော့ဟိုစားတောက်ကြတဲ့အလေးထားလေးတွေပေါ့လေဆိုတော့ဒါလေးတွေကတော့ဟိုအညာရဲ့မိုးတွင်းကာလကိုပြန်ပြီးတော့အမှတ်ရမိစေမယ်လို့ကျွန်တော်တို့ယုံပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့မကွေးဒေသတဝိုက်မှာဒီအခုလိုမျိုးမိုးတွင်းကာလပေါ့နော်ဟိုမိုးရွာလာပြီးအပင်လေးတွေစိမ့်စိမ့်ဆူဆူဖြစ်လာပြီးဆိုရင်မဖြစ်မနေဟိုထည့်ပြောဖို့လိုတယ်လို့ကျွန်တော်မှတ်မိနေတာကတော့မကွေးမြို့ပေါ်ကဒီ EPC ပေါ့နော် EPC ပေါ့ဗာလဲဆိုတော့လျှက်စစ်ဌာနပေါ့ဗျာအဲ့တော့သူတို့ကဘာလုပ်ကြလဲဆိုတော့ကျတော့မိုးတွင်းကာလရောက်ရင်သူအပင်တွေလိုက်ခုတ်တော့တာပဲဟုတ်တယ်နော်ခွေးမမေအဲ့တော့မိုးတွင်းကာလရောက်ရင်အပင်တွေလိုက်ခုတ်ကြတယ်အပင်တွေလိုက်ခုတ်ကြတာကဟိုအဓိကတော့ဝါယာ short ဖြစ်မှာဆိုလို့ပေါ့နော်ဒီလမ်းနဲ့မလွတ်တဲ့ဒီဝါယာကျိုးတွေနဲ့ဒီသွဲဒီမီးကျိုးတွေနဲ့မလွတ်တဲ့အပင်တွေကိုခုတ်တယ်အခြေခုတ်ကြတာပေါ့ဒါနှစ်စဉ်နှစ်တိုင်းလောက်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးခုတ်ကြရင်းနဲ့ပဲအပင်ကြီးတွေကတော်တော်များများပါသွားတယ်အဲ့တော့မကွေးမှာတော့တဘာဝပတ်ဝန်းကျင်တို့အပင်ချစ်တဲ့သူတွေဒီလိုမိုးရွာဒီရောက်တိုင်းအမြဲတမ်းအဲ့ဒါဟိုစိတ်မကောင်းဖြစ်ရတယ်တချို့လဲနည်းနည်းပြောကျင်ဆိုခြင်းပြောတတ်ဆိုတတ်တဲ့လူတွေကြတော့လဲအဲ့လိုမျိုး EPC နဲ့ရန်ဖြစ်ရတာတွေရှိခဲ့ဘူးတဲ့လေနော်ဟုတ်တယ်ကွေရဟိုဒါကတော့ဟိုပါပေါ့လေနော်ကျွန်တော်တို့ကတကယ်တော့ဗျာခု
ခေတ်နဲ့ကျွန်တော်တို့ရဲ့ခေတ်စနစ်မှတ်မိလို့ပေါ့နော်ခုဆိုလို့ရှိရင်ကွေးတဲ့တရားတချို့ခုနောက်ပိုင်းကျိုးတွေဆိုရင်သူအပင်ရှိတယ်ဗာမျိုးနော်အပင်ကြားဒီတိုင်းထားလိုက်ရုံပဲဆိုတာတော့ကျိုးပုံမှာကျိုးမကြရင်ဘာမှမဖြစ်တော့ကွေးရတရားအခက်ကတော့ကျွန်တော်တို့အခုကွေးပြောသလိုပေါ့နော်သူကအပင်ခုတ်မှမလို့မီးဖြတ်တယ်မိုးလေးချိန်လိုက်တယ်လေလေးတိုက်လိုက်တယ်ဆိုရင်သွားပါပြီကွာမီးကတော့ပြတ်ပါပြီဆိုသိရမလားပြန်တာလေနဲ့မိုးကလည်းရက်သွားတယ်မီးကပြတ်မလာဘူးပေါ့နော်ကျွန်တော်တို့တွေမမေးရဆိုကျွန်တော်တို့2004 5 6တောက်လျှောက်ပါပဲပေါ့နော်ကွေးအဲ့ဒီချိန်နေတော့ဆိုလေးမူးလေးလာလိုက်ဆိုသွားပြီ EPC ကလေးကြားသွားပြီလားမသိဘူးဆိုပြီးတော့ဟာတားလိုက်တော့ပြောခဲ့ကြတာပေါ့ကွေးကလုံးမမီးကပုံမှန်မရှိတဲ့အချိန်မှာပေါ့ကွေးရတိလားနောက်တစ်ခုပေါ့ကွေးရဆုံးကကျွန်တော်ပထမဆုံးအစပြောခဲ့တော့ကျွန်တော်တို့ဒီရွာတွေမှာကျောင်းသားဘွားလမ်းလျှောက်သွားခဲ့တယ်ဒီချောင်းမြောင်းတွေကိုကြောက်ရတယ်ဘာလို့ဆိုတော့ခုခေတ်ကလေးတွေဆိုရင်တော့ရည်စရာတွေပေါ့နော်နောက်တစ်ခုကျွန်တော်ပြောဘူးတယ်ဗျကျွန်တော်ကချင်ပြည်နယ်ကပူတာဝလူတယောက်နေပေါ့နော်ကျွန်တော်တို့စီရီမှာဆက်သွယ်ရေးအရန်ခက်တယ်သွားလာရေးကျွန်တော်တို့ဒါတိုင်းသားနေတွေမလို့အဲ့လိုဖြစ်တာလို့သူကပြောကြတယ်မဟုတ်ဘူးပြတယ်ကျွန်တော်ပြောပြခဲ့ကျွန်တော်တို့အညာမှာလေလို့လမ်းပန်းဆက်သွယ်ရေးကကိုထုကိုထားနေနဲ့ကောင်းမွန်လုပ်နေကြရတာလို့ဒီကာလအထိပဲလို့ဘာလို့ကျွန်တော်တို့ကကိုယ်တိုင်ရွာမှာနေပြီးတော့ကိုယ်ရအခုလိုမျိုးတည်မလားချောင်းကြလာရင်တောင်မှကျွန်တော်တို့ဆိုကားစိတ်ကိုသွားမရတော့တာမျိုးကြီးနေခဲ့ကြရတာနော်သူတို့တိုင်းသားနေပို့ဆိုတာဗောသူတို့ကတောင်းနေဘာတွေကြားရဲဆိုတော့နော်ကျွန်တော်တို့ဘာတောင်းမှမရှိရနေရတော့မှဒီချောင်းလေးတဲချောင်းလေးပဲရှိရတော့မှဒီတဲချောင်းနဲ့ဒုက္ခရောက်နေကြရတယ်နော်အဲ့ဒါဆိုကျွန်တော်ကမဟုတ်ပါဘူးတိုင်းသားတွေကိုရင်းမစားလို့မဟုတ်ဘူးလို့ကျွန်တော်တို့ကိုယ်တိုင်လဲအဲ့လိုနေခဲ့ကြရတယ်ဆိုတော့ကျွန်တော်ပြောပြဘူးလေတိလားကွေဒါကတော့အမှတ်တရတော့ခုပြောရင်းသားနဲ့ဟုတ်ဗျအဲ့ဒါကလေဟိုအဲ့ဒီရှူတောင်တော်တော်လေးမှန်နေကျွန်တော်တို့တွေကပြောရရင်မြန်မာနိုင်ငံအလယ်ပိုင်းမှာနေပေမဲ့လေတခြားတိုင်းရင်းသားတွေလိုပဲအတူတူပဲကြုံခဲ့ရတယ်အခြေအနေတွေအတူတူပဲကြုံခဲ့ရတယ်ဆိုတာအခုຫນွေဦးတော်လှန်ရေးပေါ့နော်2021စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်လေရွာတွေမြေရှုပ်ခံရတယ်နော်ဒီဥပဒေမဲ့တက်ဖြတ်တာတွေတက်ဖြတ်တာကတော့ဥပဒေရှိမရှိမကောင်းဘူးလေနော်အဲ့တော့အဲ့ဓာတွေကြုံရတယ်ပြောချင်တာကတော့ဒါကဒီစနစ်ဆိုးရဲ့အောက်မှာကျွန်တော်တို့တွေကြုံရတဲ့အခြေအနေတွေကတော့တိတ်ပြီးမကွာလှပါဘူးကြီးအဲ့တော့အခုကျွန်တော်တို့ပြောတာလေးလဲနည်းနည်းများနေပြီတစ်ဖက်မှာကျတော့ဒီအခုနောက်ဆုံးဆိုတာဒီ podcast ရဲ့နောက်ဆုံးပြောကျွန်တော်နောက်ဆုံးမဟုတ်ဘူး podcast ရဲ့နောက်ဆုံးမှာမကွေးအကြောင်းသားတွေကိုနည်းနည်းလေးပြောချင်တာရှိတယ်အဲ့ဒါဘာလို့ဆိုကျွန်တော်တို့အတွေ့အကြုံပေါ့နော်ကျွန်တော်တို့ကြောင်းတက်နေတဲ့ကာလတွေတုန်းကမကွေးမျိုးရဲ့အကောင်းဆုံးလမ်းကဘယ်နေရာတော့ဆိုတရားပေါ်ပဲနော်တရားပေါ်အရမ်းမိုက်တယ်ဟိုလမ်းကောင်းတယ်ပေါ့နော်မခွေးတစ်မျိုးလုံးမှာအကောင်းဆုံးပဲတရားပေါ်ကအဲ့တော့အဲ့ဒီလမ်းမှာအခုလိုမိုးလေးတွေကျလာပြီဆိုကျွန်တော်တို့ကဘာလုပ်လဲဆိုကြတော့တချို့စော်ရှိတဲ့ကောင်တွေကလည်း sorry ပေါ့နော်အဲ့လိုငါမဟုတ်ရင်လည်းတငယ်ချင်းတွေနဲ့ပေါ့အဲ့လိုဆိုင်ကယ်စီးကြတာအဲ့တော့ကီလို80လောက်ထိစီးကြတယ်အဲ့တော့အဲ့ကာလာတွေကျွန်တော်တို့တရုတ်ဘိန်းတွေပဲစီးကြရတာလေနော်အဲ့တော့ဆိုင်ကယ်စီးကြတယ်လက်နှစ်ဖက်လွတ်မောင်းတယ်မိုးရွာထဲမှာကောင်မလေးကခါဖက်ပြီးတော့ကြတော့အဲ့လိုတွေသွားကြရတယ်ဗောနော်ကြည်နူးကြရတယ်ဒါပေမဲ့ဆိုင်ကယ်စီးအုပ်ထုံမဆောင်းကြဘူးကျွန်တော်တို့ခက်ကအခုတော့ကျွန်တော်မသိတော့ဘူးဗောနော်အဲ့ဒါသိကြပါတယ်အများကြီးအသက်ဆုံးရှုံးရတယ်ဟိုတချို့ဆိုလို့ရှိရင်ဒီအုံနောက်သေသွားတာမျိုးတွေကျွန်တော်တို့ကြုံရတယ်အဲ့တော့ပြောချင်တာကတော့မိုးရသည်ပေါ့နော်အခုလိုကာလမှာအဲ့လိုကြည်နူးနဲ့အဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်သွားကြလာကြရင်လေဆိုင်ကယ်စီးအုပ်ထုပ်ဆောင်ဖို့အကြံပေးခြင်းတတိပေးခြင်းပါတယ်နောက်ကြလို့ရှိရင်မကွေးမှာတခြားလမ်းတွေလည်းကောင်းလာပြီဆိုတော့ကြတော့တရားပေါ်ကြီးလည်းအရန်မသွားကြနဲ့ပေါ့နော်ဒါလေးတွေလည်းစကားလက်ဆောင်ပါခြင်းပါတယ်ကိုရောဗာပြောဟုတ်ကွေပါကျွန်တော်တော့တီးတဲ့တော့တခြားမရှိတော့ပါကွေရဲ့ခုကတော့ကွေပြောတယ်လမ်းတွေကောင်းနေပါပြီဒါပေမဲ့မိုးရွာတဲ့အတွက်စလစ်တွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့မိုးရွာဒီမှာဆိုင်ကယ်မောင်းရင်ယူဒီဇိုင်လေးမောင်းပေးကြပါလို့ကျွန်တော်တို့ကဲဒီတစ်ပတ်တော့အကြောင်းအရာတွေလည်းစုံနေပေါ့နော်မိုးတွင်းလို့ပြောပြမဲ့မိုးတွင်းအကြောင်းစားစရာတွေရောကျွန်တော်တို့သွားခဲ့တာတွေရောချောင်းတွေအကြောင်းအများကြီးစုံလင်းပြောပြပါတယ်မကွေးတရားပေါ်အထိလည်းရောက်သွားပါပြီမျိုးပေါ်မတက်ဘူးဆိုပေမဲ့လည်းမျိုးပေါ်ရောက်သွားပြီလို့ပြောလို့ရတဲ့အခြေအနေမျိုးမှာရှိပါပြီအဲ့တော့နောက်တစ်ပတ်ဒီမှာလည်းပြန်ပြီးစုံတွေ့ကြအောင်ပါဒီအစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ